မြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာဆင်းရဲကငြိမ်းဖို့အတွက်ရည်ရွယ်ပြီးတော့ဟောထားတဲ့သေချာပေါက်ဆင်းရဲငြိမ်းစေတဲ့သေချာပေါက်ချမ်းသာစေတဲ့မလွဲနိုင်အောင်မှန်တဲ့နိလန်ကောင်းနေဒါတွေကိုတို့တက်နိုင်တဲ့လောက်လိုက်နာကျင့်သုံးပြီးတော့တို့ရဲ့ရည်ရွယ်ချက်အစစ်ဖြစ်တဲ့ဆင်းရဲခြင်းကင်းဖို့ချမ်းသာဒုက္ခတိုးတဲ့တိုးပြီးတော့များတဲ့များလာဖို့မြတ်စွာဘုရားရဲ့ဒီနိလန်ကောင်းတွေကိုတို့လိုက်နာကျင့်သုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားကိုနာကြရအောင်နော်တခါဒီမိုက်တော့ဘုရားတရားရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့ဆင်းရဲကင်းဝေးပြီးတော့ချမ်းသာရေးနဲ့ပြည့်စုံဖို့ပဲဟုတ်လားခုဒီနားမှာတရားလာနာနေကြတဲ့တခါကြီးဒီမိုက်များမြတ်စွာဘုရားရဲ့တရားတော်ဟာတကယ်ကိုပဲဆင်းရဲကင်းဝေးပြီးတော့ချမ်းသာခြင်းနဲ့ပြည့်စုံလိမ့်မယ်လို့ယုံကြည်တဲ့တရားတရားရှိလို့ဒီနားကိုရောက်လာကြတာမဟုတ်လားဘယ်သူကနေအတင်းအကျပ်တရားမနာမနေရဒီနားကိုမသွားမနေရဆိုလို့လာကြရတာဟုတ်ရဲ့လားတရားတော်ဟာတို့ကိုတကယ်ချမ်းသာစေလိမ့်မယ်လိုက်နာကျင့်သုံးရင်ကျင့်သုံးသလောက်အေးချမ်းမှုပေးလိမ့်မယ်လို့တကယ်ကိုတရားရဲ့ပုံမှာနှစ်ကာယုံကြည်လို့တို့မသိသေးတဲ့အသည့်ကိုတိုးလာအသည့်ဆိုတာလည်းဘာလဲဆိုတော့ချမ်းသာတဲ့ချမ်းသာအောင်ဘယ်လိုနေရမလဲဘယ်လိုပြောရမလဲဘယ်လိုကြံရမလဲလောကမှာတကယ်အသိဉာဏ်အစစ်ဆိုတာလိုလားအပ်တဲ့အသိဉာဏ်ဆိုတာအဲ့ဒီအသိနော်ကိုဆင်းရဲဝေးအောင်ဘယ်လိုနေရမလဲဘယ်လိုပြောရမလဲဘယ်လိုကြံရမလဲဟုတ်လားကိုချမ်းသာမှုတွေများလာအောင်ငါဘယ်လိုလုပ်ရမလဲဘယ်လိုပြောရမလဲဘယ်လိုကြံရမလဲဒါကံသုံးပါအကုန်ချုပ်မိအောင်ပြောတာနော်အေးအဲ့ဒါလို့လုံးပုံကင်ပုံပြောပုံဆိုပုံတွေးပုံခေါ်ပုံတွေကိုချမ်းသာဖို့အတွက်ဆင်းရဲကင်းဖို့အတွက်အဲ့ဒါလို့ဖြစ်စေဖို့အကျိုးတရားတွေရစေဖို့ပြောတတ်ဆိုတတ်လှုပ်တတ်ကိုင်းတတ်နေတတ်ထိုင်တတ်တွေးတတ်ခေါ်တတ်အောင်လို့မြတ်စွာဘုရားရဲ့တရားတော်တွေကဘာလို့ပေးထားတာတော့သင်ပြပေးထားတာဟုတ်လားအဲ့ဒါတွေကိုဒကာကြီးဒကာမကြီးတို့ဦးဇင်းတို့တွေကတန်းနိုင်သမျှလိုက်နာမယ်ဆိုရင်လိုက်နာတဲ့လောက်မချမ်းသာပေဘူးလားချမ်းသာမယ်ဒီကနေ့ညဦးဇင်းတို့ကဘာကိုဦးစားပေးပြီးတော့ပြောချင်တာတော့ဆိုတော့ကာယကံဝစီကံမနောကံလို့ကံသုံးပါးရှိတယ်နော်အေးချမ်းသာအောင်ဘယ်လိုလုပ်ရမလဲကံကာယကံနော်ချမ်းသာအောင်ဘယ်လိုပြောရမလဲဝစီကံအပြောကအင်မတန်အရေးပါတယ်ကာယကံနဲ့ဝစီကံကပို့ပြီးတော့အရေးကြီးတယ်လို့ဦးဇင်းထင်တယ်အခုဒီလူတွေသူများအသက်ကိုတတ်တဲ့လူအင်မတန်နဲလိမ့်မယ်သူများဥစ္စာခိုးတဲ့လူမရှိသလောက်ရှားလိမ့်မယ်ကာမဂုဏ်ဖောက်ပြန်တဲ့လူမရှိသလောက်ရှားလိမ့်မယ်ကာယကံနဲ့ပတ်သက်ပြီးတော့သိပြောစရာမရှိဟုတ်လားဝစီကံနဲ့ကြတော့စဉ်းစားကြည့်စမ်းလိညာတဲ့စကားနေတိုင်းပြောမိနေတတ်တယ်ဆွဆွဲတာမဟုတ်ဘူးနော်ဒါဦးဇင်းတို့လည်းပဲတစ်ခါတတိမထားရင်ပူတာပြောလိုက်မိတာမျိုးအလိုလေးနဲ့ပြောလိုက်မိတာမျိုးလောဘဒေါသရဲ့အလိုကျပြောလိုက်ရတာမျိုးမရှိဘူးလားရှိပါတယ်အေးတစ်ခါသူများကိုမျက်နှာရခြင်းလို့မင်းကငါပို့ပြီးတော့ခင်ပါတယ်ဆိုတာသိသိခြင်းလို့ဖိုလူကမင်းကိုဘလို့ပြောနေတာပါလို့ဂုံစကားလေးတွေမတိမတာပြောမိတာမျိုးမရှိဘူးလားတစ်ခါဒေါသအလျောက်ကြမ်းထန်သူတစ်ပါးရဲ့နားထဲကိုလေတန်ရီဘူးတွေလောင်းထဲလိုက်တယ်လို့မျိုးမခံမရနိုင်ဖြစ်သွားစေတဲ့စကားမျိုးကိုဒေါသအလျောက်ပြောမိတတ်တယ်မို့လားမှန်တေချာပေါက်ပြောနေတာတော့နောက်ဆုံးဝစီဒုစရိုက်ဖြစ်တဲ့တန်ဖပလာပါဒီလူတွေသိရနော်တရားအမြဲတမ်းနာနေတဲ့လူတွေဟုတ်လားအဲ့ဒီတန်ဖပလာပါဘာအကျိုးမှမရှိတဲ့စဘာပြင်းများလို့အထဲမှာအနှစ်အဆန်ဘာမှမပါတဲ့သူ့အတွေ့ရောကိုယ်အတွေ့ရောဘာမှအကျိုးမရှိတဲ့အခုရောနောင်ရောဘာမှအကျိုးမရှိတဲ့စကားတွေကိုဒုပါဇက်ကဘလောက်ခွက်နေသလဲဟောကာယကံစစ်တမ်းနဲ့စစ်လိုက်ရင်အပြစ်လွတ်တဲ့လူများတယ်ဝစီကံစစ်တမ်းနဲ့စစ်လိုက်ရင်ညှိကုန်ရောလက်ခံလာတကကြီးမိုင်းများဒါကြောင့်ကာယကံနဲ့ဝစီကံကပို့ပြီးတော့အရေးကြီးတယ်လို့လည်းထင်တယ်အထိအခိုက်များတယ်လို့လည်းထင်ဟုတ်လားကဲအဲ့ဒီဝစီကံထက်မနောကံနော်ဘလို့တွေးနေတယ်လေဘာတွေတွေးနေတယ်လေကောင်းတာတွေတွေးနေတာများသလားဆိုးတာတွေတွေးနေတာများသလားစဉ်းစားကြည့်နော်အဘိဇာသူတော်ပစ္စည်းတွေကြီးပွားချမ်းသာတာနဲ့မြင်အားကြတဲ့စိတ်လိုဘာလိုနဲ့ကိုယ်ဟာဖြစ်ချင်တဲ့သဘောလေးတွေကမတိမတာရှိနေတတ်တယ်ဟုတ်လားကိုယ်စိတ်တိုင်းမကြတိုင်းသူတော်ရဲ့အပေါ်မှာဘလို့ဖြစ်စေချင်တာညာလို့ဖြစ်စေချင်တာဆိုတာလေးတွေလည်းရှိနေတတ်တယ်ဟုတ်လားအဲ့ဒီတော့မနောကံကြတော့ဝစီကံနဲ့တောင်မှပို့ပြီးတော့နူးညံ့လာတယ်ပို့ပြီးတော့အဖြစ်များလာတယ်ဒါကြောင့်ဒီကနေ့ညကာယကံနဲ့ပတ်သက်ပြီးတော့သိမပြောပါဘူးဝစီကံနဲ့ပတ်သက်ပြီးတော့သိမပြောပါဘူးမနောကံနဲ့ပတ်သက်ပြီးတော့
ချမ်းသာအောင်ဘလို့တွေးရမလဲအမြဲတမ်းတွေးနေတာနော်ဒီလူတွေဦးဇင်းတို့လည်းအမြဲတမ်းတွေးနေတာနော်ဆင်းရဲကင်းအောင်ဘလို့တွေးရမလဲဘလို့စဉ်းစားရမလဲလက်တွေ့ကြတာကိုပဲဦးဇင်းကတော့ပြောချင်တာပဲတခါကြီးဒီမိုင်းမြအေးအဲ့ဒါလို့မနောကပိုင်းဆိုင်ရာတွေးတောမှုစဉ်းစားမှုနဲ့ပတ်သက်ပြီးတော့ချမ်းသာအောင်ဆင်းရဲကင်းအောင်ဘလို့တွေးတဲ့တယ်လဲဘလို့စဉ်းစားတဲ့တယ်လဲဆိုတဲ့အချက်ကိုဒီကနေ့ညဦးစားပေးပြီးတော့ပြောသွားမယ်နော်စိတ်ဆင်းရဲတယ်ဆိုတာအတွေးတွေကြောင့်စိတ်ဆင်းရဲတာအတွေးမမှန်လို့စိတ်ဆင်းရဲတာအတွေးကလမ်းကြောင်းမတည့်လို့တနည်းအားဖြင့်စိတ်ဆင်းရဲတရားကိုတွေးနေလို့ကိုစိတ်ကဆင်းရဲနေတာစိတ်ချမ်းသာတရားဖြစ်အောင်တွေးမယ်ဆိုရင်စိတ်ကချမ်းသာကိုကြိုက်တာကိုရွေးခွင့်ရှိနော်တခါကြီးမိုက်မြအဲ့ဒီလိုတွေးခေါ်မှုမှာမှန်ကန်ဖို့အတွက်အထောက်အကူပြုနိုင်တဲ့မြတ်စွာဘုရားရဲ့စကားတော်တွေမြတ်စွာဘုရားသင်ကြားထားတယ်ဘလို့တွေးရင်တော့မင်းတို့စိတ်ချမ်းသာလိမ့်မယ်ဆင်းရဲမှုဝေးလိမ့်မယ်အခုလည်းအကျိုးရှိလိမ့်မယ်နောင်လည်းအကျိုးရှိလိမ့်မယ်စသဖြင့်တွေးတောတာနဲ့ပတ်သက်ပြီးစဉ်းစားတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့ဒါလေးကိုဒီကနေ့ညပြောမယ်ဟုတ်လားတရားကောင်းစဉ်လေးကအမှတ်မိသေးလားပါတယ်တော့သူ့အကြောင်းကိုအကြောင်းတဲ့ကိုခေါင်းထဲမှာသူ့အကြောင်းတွေကများလားကိုအကြောင်းတွေကများလားကိုအကြောင်းတွေကများတယ်ဟုတ်လားအိမ်ကျတော့တည်တည်ချာချာစဉ်းစားကြည့်ပါဘာတွေဘသူ့အကြောင်းတွေစဉ်းစားနေတာများတော့ကိုအကြောင်းစဉ်းစားတာများလားသူများအကြောင်းစဉ်းစားနေတာများလားဟောအဖြေကမတူဘူးဖြစ်နေတယ်ကဲစဉ်းစားခြင်းတလို့သာစဉ်းစားတော့ဟုတ်လား